တယ်လို့မသိတယ်လို့နဲ့ကြံခဲ့တာပါ topic တွေကိုဒါပေမဲ့လည်းတစ်ခေါက်ပြန်ဖတ်ပြီး note ထုတ်လိုက်ရင်တော့ understand ဖြစ်သွားပါတယ်ဖြည်းနဲ့မမှန်လေးရှင်းပြထားလို့ရမ်းနားလည်လွယ်ပါတယ်ဒီ video ရဲ့ link ကိုတော့ description ထဲမှာထည့်ပေးထားပါတယ်တော်တော်များများ subject တွေကို cover လုပ်တဲ့ဒီ channel study hub မှာကို cover လုပ်မဲ့ topic ကိုရှာပြီးတော့အစားဆုံးကိုတေချာလေးပြန်ဖတ်ကြမယ် study hub မှာပါတဲ့ topic explainer video တွေကလည်းအရန်ကိုနားလည်လွယ်ပြီးအရန်ကို helpful ဖြစ်လို့နားထောင်စေချင်ပါတယ် video တွေကိုအလွယ်တကူ ACCA ရဲ့ student resource YouTube channel မှာလည်းလွယ်တကူပြန်နားထောင်လို့ရပါတယ် useful tip ကတော့ summary coverage လုပ်နေတဲ့အချိန်မှာသူ question တွေကိုကိုယ်တိုင်ရေးကြည့်ပါဘယ်လောက်ထိ understand ဖြစ်တယ်ဆိုတာလေးမလုံးမနေရအစင်ကတော့ quiz တီးဖြည့်ကြည့်တာပါအဖြေပြန်စစ်ရင်လည်းကိုအားနေတဲ့ topic တွေကိုပြန်လည်ဖတ်ကြည့်ပါပြီးရင်တော့ plan ဖြစ်ကိုအဆင်ပြေမှတ်ကိုကိုင်ပြီးတော့ကို cover လုပ်နေတဲ့ topic ရဲ့ question တွေကိုရှာပြီးတော့ဖြည့်ပြီးတော့ပြန်စစ်ဒီမှာပေးချင်တဲ့ tip ကတော့ next chapter မရောက်ခင်ကိုအခု cover လုပ်နေတဲ့ topic ကို deeply understand ဖြစ်အောင်ပြန်လုပ်ဖို့ think ahead and good luck for your exam bye bye